就觉得路吃这个，人个长了那把路呀，西的吃对你路，就别有非那乌达没呀。ရလွန်လိုက်တဲ့ကြီးတွေဟာလုံချုံမိန်သောအချစ်စိတ်သူများမခွာနိုင်ကြည့်တွေလေးတွေဟာတန်လိုက်များထပ်ပြတ်တာဆွဲအားဒီလိုနဲ့ရှင်သန်ကြည့်တဲ့ချစ်ကလေးဘယ်လိုလဲဒီချိန်မှာတော့ချစ်မပြတ်တဲ့စိတ်ကိုအားနာတယ်ကျန်နာရတကယ်ခက်ခဲခဲ့ပြီအချစ်စလာမို့ချတဲ့ကွယ်ဒီကိုရင်ဆိုင်စပီးရှောင်းမယ်ကြည့်ကြည့်နေရှင်တန်ကြည့်တဲ့ချစ်ကလေးဘယ်လိုလဲဒီချိန်မှာတော့ချစ်မပြတ်တဲ့အဲ့တော့ပထမအဆုံးသချင်းတစ်ပုဒ်နဲ့ဒီဆိုရှင်ပြိုင်သွားတဲ့ညီလေးအောင်ထက်ရဲ့ရှင်ပြိုင်မှုမှာလည်းသုံးသပ်ပေးပါအောင်ခင်ဗျာဒီချိန်တွေရောက်မှတော့တော်တော်လေးကိုကောင်းတဲ့ရည်ချင်းနဲ့တက်လာကြပြီပေါ့ live performance ဆိုတာရိုးရိုး recording နဲ့မတူပါဘူး။ဒါကြတော့ live မှာ key အမြင့်ကြီးအကြာကြီးဆိုရတဲ့အချိန်တွေကြတော့အနည်းငယ်လေးအမှားယွင်းရှိတတ်ပါတယ်။ဒါပေမဲ့တဘောလုံးအနေနဲ့ခြုံကြည့်တဲ့အခါကျတော့ကျွန်တော်အနေနဲ့ကတော့အောင်တဲ့ဆိုတော့ဒီနေ့လေ့ကျင့်စဉ်အချိန်ရတဲ့ဆိုင်ပို့ပြီးတော့ဒီနေ့ကိုပို့ပြီးတော့သဘောကျနေပါတယ်
မမကတော့ခုနအောက်ဆင်းလာတော့လန့်အောင်လန့်သွားတယ်ဘာများလုံမလဲလို့လက်ကားပါမမလည်းခုနကတော့ကိုခုချက်ပြောသလိုတပုတ်လုံးနေနဲ့ခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဆိုတာအရန်ကိုကောင်းတယ်ဒါပေမဲ့တစ်ချက်ကလေးပဲဒါစီလုံးရနိုင်နာချေဆိုအဲ့ဒီဟာလေးတစ်ချက်ကလေးရောက်လိုက်တာကိုတော့ကြားလိုက်တယ်ဒါဟာဒီလမ်းကြောင်းမှာရှောက်နိုင်တဲ့ရှောက်တဲ့နုပညာသည်တယောက်လိုခန်းစားမြင်တွေ့နေရတာကိုလည်းအမမြင်နေရတယ်အဲ့တော့ဒီဟာလေးကိုလည်းအမြဲတမ်းစူးစမ်းစေချင်တယ်မင်းအမြဲတမ်းစူးစမ်းမယ်လို့လည်းယုံကြည်ပါတယ်မင်္ဂလာပါသားအောင်ထက်ကတော့ထုံးစံအတိုင်းပါပဲသူစုခုမဲ့ဂျယ်တကွန်စီကိုသွားတဲ့လမ်းမှာတမိုင်းချောင်းအကောင်းကြီးတွေသူစောက်တည်ခဲ့တာတွေ့ရတယ်သူနောက်ဘက်မှာလည်းသူ့ရဲ့ top စင်းဝင်ခဲ့တဲ့အချိန်ခါတွေလိုပဲသူ့ရဲ့ music ပိုင်းဆိုင်ရာ performance ပြည့်စုံတယ်ဒီတစ်ချက်မှာအကောင်းဆုံးအကြိုက်ဆုံးအချက်ကတော့ expression အချက်နဲ့ feeling ပိုင်းဆိုင်ရာမှာအောင်ထက်ပြီးတဲ့နုပညာသည်ကျွန်တော်တို့ရရှိလက်ခံမိပါတယ်အဲ့ဒါတစ်ချက်ဒီပါဆိုတော့တားဆီးများနေတာအချက်က new ပတ်လန်းအစ်စ်မှာဒါစီတော့အဲ့ထောက်ဆိုတဲ့တစ်ချက်ပဲရှိပါတယ်ဒါတော့ तू ကမလုပ်တင်ထင်ပါတယ်ဒါအဲ့ဒါမှအပကျန်တာစင်းလုံးကြောပါပဲကောင်းပါတယ်ဒီတစ်ချက်မှာအဆုံးဖြတ်ပေးသွားတဲ့ကိစ္စတခုရှိတယ်လို့ဆရာထင်ပါတယ်အဲ့ဒါကတော့အောင်ထက် vocal range ပေါ့နော်ဒီတစ်ချက်ကပြောလို့ရှိရင်အနိမ့်တန်အမြင့်တန်ရမ်းกว่าခြားပါတယ်တောင်းတောင်းတစ်ချင်းဆိုတာ expression တွေမှုတွေကောင်းတယ်ပင်ကိုယ်တန်တွေဘလောက်ကောင်းတဲ့သူပဲဖြစ်စေ vocal range မကောင်းမနဲ့ဆိုလို့မရတဲ့တစ်ချင်းမျိုးပါတချို့ဆိုရင်ဒီတစ်ချင်းမျိုးကိုနိုင်ငံတကာမှာပြန်ဆိုတာယောက်ျားလေးနဲ့မိန်းကလေးနှစ်ယောက်တောင်ပြန်ပြီးတော့ပေါင်းဆိုကြရတယ်ပေါ့နော်အနိမ့်တန်ကိုပို့ပေါ်အောင်အမြင့်တန်လည်းရအောင်အဲ့ဒါကိုသားနေတဲ့တယောက်တည်းကောင်းကောင်းဆိုသွားနိုင်တာဆရာချီးကျူးပါတယ်အဲ့လိုမျိုး vocal range ကောင်းတဲ့အတွက်ကြောင့်မလို့အနိမ့်တန်တွေမှာလည်းကောင်းကောင်း expression တွေမှုတွေထည့်နိုင်တယ်အမြင့်တန်တွေကလည်းအဲ့လိုပဲအဲ့တော့ခုနကပြောတဲ့အသေးစားလေးတွေ live ဆိုလို့ဖြစ်တာလေးတွေပါလေးတွေကဆရာတော့ထဲ့တော့မစင်စားခြင်းဘာဖြစ်လို့မစင်စားခြင်းလဲဆိုရင်ဒီသချင်းရဲ့အကြောင်းအရာပေါ့ဒီသချင်းကတားဆီးလို့မရနိုင်တာချက်ဆိုတော့ဒီချိန်မှာဘယ်လိုပဲဖြစ်စေဒီလိုမျိုးပွင့်ရပေါက်ကွဲထွက်မယ်ဒီလိုထိန်းချုပ်မှုမရှိဘူး freedom ဖြစ်တဲ့ပုံစံတွေကဒီသချင်းထဲမှာပါပါတယ်ဒါကြောင့်မလို့အဲ့လိုအမှားယွင်းလေးတွေကိုတော့ဒီသချင်းရဲ့အကြောင်းအရာဆိုရင်ဒါကိုသိပြီးတော့အပြစ်နာစာပြည့်ထည့်ပြောလို့မရဘူးလို့ဆရာထင်ပါတယ်ဆရာဒီနေ့သာဆိုတာကြိုက်ပါတယ်ဒီဆိုရှင်မြန်သွားခဲ့တယ်ညီလေးအောင်ထက်ကိုမဲပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ 1TP001 လို့မဲပေးရမှာဖြစ်ပါတယ်မဲပေးရမယ့်ဖုန်းနံပါတ်တွေကတော့အရင်တော့ဖုန်းနံပါတ်တွေအတိုင်းပါပဲ3992596339မှာတစ်ချိန်3992596369ကိုတစ်ချိန်မဲပေးနိုင်ပါတယ်မဲတွေကိုဒီည10:00နာရီကနေည1:00နာရီအထိပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဒီဆိုရှင်ပြိုင်မဲ့ညီမလေး channel view ကိုလည်းဖိတ်ခေါ်ချင်ပါတယ်